အခုစပွဲမှာဒီရက်ဒီချက်2မျိုးနဲ့ရနေကြတယ်လို့မြင်ကြပါတယ်ပထမတစ်ချက်ကတော့ကိုအမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကိုအီရန်နိုင်ငံပေါ်တိုက်ခိုက်မှုကိုသူကအပြင်းထန်ရှုံချထားပါတယ်ဒါကပေါ်တင်ကြေညာထားတဲ့ကြေညာချက်တွေကကျွန်တော်တို့မြင်ရပူတင်ကလည်းဒါနဲ့ပတ်သက်ပြီးတော့ဒီသူ့တကိုယ်ကြီးပြောထားတာရှိပါတယ်အဲ့ဒါကအလီခါမနီကိုတတ်ခဲ့တဲ့ကိစ္စဟာရုံးမှရက်ဆက်တဲ့လူတတ်မှုဆိုပြီးတော့ပူတင်ကခေါ်ထားတာတွေ့ရပါတယ်ခုစပွဲမှာအားလုံးစိုးရိမ်နေကြနောက်တစ်ချက်ကတော့ရုရှားနိုင်ငံရဲ့ပါဝင်ပတ်သက်မှုပါပဲရုရှားကအခုစပွဲမှာဒီရက်ဒီချက်2မျိုးနဲ့ရနေကြတယ်လို့မြင်ကြပါတယ်ပထမတစ်ချက်ကတော့ကိုအမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကိုအီရန်နိုင်ငံပေါ်တိုက်ခိုက်မှုကိုသူကအပြင်းထန်ရှုံချထားပါတယ်ဒါကပေါ်တင်ကြေညာထားတဲ့ကြေညာချက်တွေကကျွန်တော်တို့မြင်ရတာပါဒါပေမဲ့တစ်ဖက်မှာတော့ဆွဆွဲချက်တွေအရဒါရုရှားနိုင်ငံကအီရန်နိုင်ငံကိုနောက်ွယ်ကနေကူညီပံ့ပိုးပေးနေတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဆိုတော့ရုရှားနိုင်ငံကလူသိရှင်ကြားပြောထားတဲ့အချက်လက်တွေကိုကျွန်တော်တို့ဒီစကားတွေကိုကြည့်မယ်ဆိုလို့ရှိရင်ကုလသမဂ္ဂအဖွဲ့ဝင်လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံအပေါ်မှာကြိုတင်ကြံစီပြီးတော့အကြောင်းမဲ့ကျူးကျော်စစ်ဆင်နွှဲတာဆိုပြီးတော့အမေရိကန်နဲ့အစ္စရေးကိုသူကပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်ဒါကအစိုးရရဲ့ထုတ်ပြန်ချက်ပါဒါပေမဲ့ပူတင်ကလည်းဒါနဲ့ပတ်သက်ပြီးတော့ဒီသူ့တကိုယ်ကြီးပြောထားတာရှိပါတယ်အဲ့ဒါကအလီခါမနီကိုတတ်ခဲ့တဲ့ကိစ္စဟာရုံးမှရက်ဆက်တဲ့လူတတ်မှုဆိုပြီးတော့ပူတင်ကခေါ်ထားတာတွေ့ရပါတယ်ပြီးတော့ဒီဗြိတိန်နိုင်ငံဆိုင်ရာရုရှားတန်အမတ်ပေါ့နော်သူပြောထားတာကဒီ CNBC နဲ့အင်တာဗျူးမှာသူပြောတာကအမေရိကန်နဲ့အစ္စရေးတို့အီရန်နိုင်ငံပေါ်မှာဆင်နွှဲနေတဲ့စစ်ပွဲဟာထောက်ပေါက်မရှိတဲ့မှားယွင်းတဲ့စွန့်စားမှုတစ်ခုဆိုပြီးတော့ပြောထားတာတွေ့ရပါတယ်။ရုရှားအနေနဲ့အီရန်ပေါ်မှာအင်မတန်ကိုချင်းစာတယ်ဆိုပြီးတော့လည်းသူကပြောတယ်။ပြီးတော့ရုရှားနဲ့အီရန်ရဲ့ဆက်ဆံရေးဟာကဏ္ဍစုံမှာမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးရှိနေသေးတယ်လို့လည်းပြောခဲ့ပါတယ်။ဒါပေမဲ့ဒီအဲ့ဒီအင်တာဗျူးမှာပဲသတင်းထောက်ကဒီဗြိတိန်နိုင်ငံဆိုင်ရာရုရှားတမန်ကိုဗာမေးတယ်ဆိုတော့စစ်ရေးအရအီရန်နဲ့ဒီရုရှားတို့ဆက်နွယ်မှုရှိမရှိဆိုပြီးသတင်းထောက်ကမေးပါတယ်ဆိုတော့သူကဒီရုရှားတမန်ကဗာပြောလဲဆိုတော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်မှတ်ချက်မပေးလို့ဘူးဆိုပြီးတော့ပြောခဲ့ပါတယ်ရုရှားပေါ်ပတ်သက်မှုနဲ့ပတ်သက်လို့အမေရိကန်ဘက်ကပြောလာတဲ့ချက်ထဲမှာတိတိကျကျထည့်ပြောလာတဲ့အချက်တွေပါဝင်ပါတယ်အဲ့ဒါကအမေရိကန်စစ်သားပေါ့နော်6ယောက်သေဆုံးခဲ့တဲ့ဒီကူဝိတ်မှာရှိတဲ့အမေရိကန်စစ်ခြေစကန်တိုက်ခိုက်မှုကိုကျွန်တော်တို့မှတ်မိကြအောင်ပါအဲ့ဒီတိုက်ခိုက်မှုဟာဒီပင်တဂွန်စစ်ဌာနချုပ်အရာရှိတွေရဲ့ပြောဆိုပုံရဆိုလို့ရှိရင်တော့အများပြည်သူသုံးမြေပုံတွေမှာလုံးဝမရှိတဲ့ရှိုးဝဲစခန်းတစ်ခုပေါ်မှာတိတိကျကျတိုက်ခိုက်ခံခဲ့ရလို့ပြောထားပါတယ်ရုရှားပေါ်ပတ်သက်မှုနဲ့ပတ်သက်ပြီးတော့အမေရိကန်ဘက်ကပြောဆိုလာတဲ့ကတရားဝင်ပြောလာတာမျိုးတော့မရှိသေးပါဘူးဒါကဒီသတင်းဌာနတွေမှာအမည်မဖော်လို့တဲ့အမေရိကန်အစစ်မြင့်စစ်တပ်ထက်ကအစစ်မြင့်အရာရှိ၃ဦးဆိုပြီးတော့ပြောလာတာပဲဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒီရုရှားပေါ်ပတ်သက်မှုနဲ့ပတ်သက်ပြီးတော့သတင်းထောက်တွေကအမေရိကန်ကာကွယ်ရေးဝန်ကြီးဒီပီတာဆစ်ကိုမေးတော့ဗာပြောလဲဆိုတော့ကျွန်တော်တို့အားလုံးကိုခြေခံစောင့်ကြည့်နေတယ်ပါတယ်ဆိုပြီးတော့ပဲထိကြားသွားပါတယ်ဒါပေမဲ့တိတိကျကျပြောတော့တာမျိုးမရှိပါဘူးဒါပေမဲ့ရုရှားပေါ်ပတ်သက်မှုရှိလာတယ်ဆိုပြီးတော့လူမှုသတင်းတွေထွက်လာပြီးတဲ့နောက်ပိုင်းမှာ